အနာရမီတထေကြီးကရာဇဂိုသွားပြီးတော့အရေးပေါ်ကိစ္စနဲ့သွားတာသူ့အိမ်ကိုဖောက်ထွင်းမဲ့သူရှိအနာရမီတထေအပြင်ထွက်ဆောင်သူခေတ်ကလည်းတခိုးအာသမပေါ်တာအဲ့ဒါမှအနာရမီတထေရဲ့တန်ငယ်ချင်းတယောက်ရှိတယ်ရုပ်ကတော်တော်ဆိုးတယ်ချမ်းသာကြတော့အတူတူချမ်းသာတာအခုကျသူကမွဲသွားတယ်ဒါပေမဲ့အနာရမီတထေကခေါ်ပြီးစောင့်ရှောက်ထားတာတကယ်လူရောဆိုအဲ့လူကညံသိကောင်းတယ်တထေဖြစ်ခဲ့တဲ့ညံရှိတယ်အခုတော့သူကမွေးသေးပါလိမ့်ပါလေသုံးဆိုပြီးတော့ဆိုးပြီးတိသွားလို့သူကပျက်စီးသွားတယ်အဲ့လိုဆိုတော့ကနာတပိန်ကလည်းစိတ်ချလက်ကြထားခဲ့ဟိုဘက်ကိုသွားလိုက်တခြားမျိုးကိုသွားလိုက်တဲ့အချိန်မှာညတကယ်ဖောက်တာပဲအဲ့တော့သူ့မိတ်ဆွေကညံကောင်းတယ်ခါရဲဆိုင်ဝိုင်းကြီးလို့ပြီးတော့လက်ကွင်းတီးလိုက်နှဲ့မှုတ်လိုက်နော်ပတ်မကြီးတီးလိုက်ဘုံနေတီးလိုက်ဝါလက်ခုတ်ထတီးလိုက်နဲ့အစုံသူကတယောက်တည်းနဲ့အကုန်လုံးတဲ့ခါဒီအိမ်ကဖြော်ပြေးပွဲရှိတယ်လူတွေအများကြီးရှိတယ်သွားမလုံးနဲ့လို့အဲ့လိုမျိုးထင်ပြီးတခိုးတွေပြန်သွားတယ်ဒါဘယ်ဟောစာပေတွေထဲမှာရှိတယ်မိတ်ဆွေကောင်းရှိတာလုံချုံတယ်အကုန်လုံးလေဟုတ်လားအဲ့မှာမိတ်ဆွေမှာလူမိတ်ဆွေရှိတယ်နတ်မိတ်ဆွေရှိတယ်ဒါကြောင့်နေတိုင်းကုသိုလ်ကောင်းမှုလို့တိုင်းနတ်မိတ်ဆွေတွေဖွဲ့ရညအတန်းပေးဝေရလူမိတ်ဆွေလောင်းတဲ့တင်မလုံလောက်ဘူးဒါကြောင့်မြတ်စွာဘုရားရဲ့ယတနာတုံမှာဗလိ၅ပါးဟောတယ်အဲ့မှာဒေဝတာဗလိနတ်တွေကိုလည်းပူဇော်ပါတာပါဖွံ့ဖြိုးတိုးတက်ကြောင်း9ပါးဟောတဲ့အခါမှာမြတ်စွာဘုရားဒါတွေပြောတယ်နတ်တွေကိုလည်းပူဇော်ပါတာဒါပေမဲ့အရက်သေးသားနဲ့ပူဇော်ခိုင်းတာမဟုတ်ဘူးတရားတဲ့နည်းနဲ့ဘာနဲ့နေပူဇော်လို့ရနော်သာသနာပွဲတင်တဲ့နတ်တွေကိုဖျားတဲ့ကွာတန်ဃာတော်တွေကိုယတနာ၃ပါးကိုသူတို့ဒီငှက်ပြောပွဲအုံပွဲတွေနဲ့မှဲ့လာတဲ့အခါသူတို့ပူဇော်ရင်ပူဇော်လို့ရအောင်အမွှေးတိုင်းနဲ့ဖျောင်းတိုင်းနဲ့အမှသူတို့ကိုယတနာ၃ပါးကိုပူဇော်ဖို့အတွက်လက်ဆောင်ပေးတာဒီသဘောပြောတာဟုတ်လားသူတို့ဓာတ်ရိုက်ပေးတာမဟုတ်ဘူးလက်ပတ်စီတန်းလေးပါလေးတင်လို့ရထေးတွေအရက်တွေကြက်တွေဝတ်တွေအဲ့လိုတက်ဖြတ်ပြီးတော့တင်တာမျိုးတော့မကောင်းဘူးဒေဝတာပလိပြီးရင်အမြတ်တမ်းပေးဝေကိုကအမြတ်တမ်းပေးလို့လိုက်လို့အဲ့ဒီအမြတ်တမ်းပေါ်မှာကုသိုလ်ကောင်းမှုလုပ်တာကောင်းလိုက်တာ appreciate လုပ်နိုင်တယ်ဒီနတ်တွေကဟောကောင်းလိုက်တာတရားတွေနားနေရတာကောင်းလိုက်တာသူတော်ကောင်းအကျင့်နေကြကောင်းတယ်လို့စိတ်ပါလက်ပါတာတုခေါ်လိုက်ရင်သူက promotion တက်သွားတာလူတွေကတဖြည်းဖြည်းချင်းမှဘုံကံတက်တာနော်နတ်တွေကချက်ချင်း promotion တက်သွားဒါကြောင့်ဘသူများသူတော်ကောင်းအကျင့်ကျင့်မလဲဘသူများငါတို့ကိုအခွင့်အရေးတွေပေးမလဲသူတို့လိုက်ရှာနေတာကိုအမြတ်တမ်းပေးဝေတဲ့သူတွေသူတို့ကအလိုလိုစောင့်ရှောက်ပါလို့ဆူတောင်းစရာမလိုကျမကိုစောင့်ရှောက်ပေးပါလို့ပြောစရာမလိုဘူးဘိုးအောင်ဘိုးမင်းအောင်ဘသူစောင့်ရှောက်ပြောစရာမလိုဘူးတကယ်နှက်ကောင်းနှက်မြတ်တွေကသူတို့အမြတ်တမ်းပေးဝေသူတို့ promotion တက်သွားအလိုလိုစောင့်ရှောက်တာဒါကြောင့်ဘုန်းတော် sexual ဖြစ်ဖို့လိုတယ်လုံချုံနေဖို့လိုတယ်လူရဲ့အကာအကွယ်နတ်ရဲ့အကာအကွယ်ဇောတိကတထေအိမ်ကိုအဇာတတက်ကဇာတတက်ဘယင်ဖြစ်တာ16နှစ်မှာဘယင်ဖြစ်တာဘယင်ဖြစ်တော့ဇောတိကရဲ့မိန်းမကိုအရင်သွားယူတာပဲဇောတိကမိန်းမမြောက်ကျွန်းသူတရားမင်းရယူပြီးပေးသားထားအလွန်ချောတယ်တောင်ကျွန်းကလူတွေတယောက်နဲ့မှမသိဘူးသပင်အားစအကောင်းချင်းအားပြမှာလုံးဝပြည့်ပြည့်စုံတဲ့နတ်သမီးလိုလှဇောတိကတထေရဲ့မိန်းမအဲ့ဒါကိုဇာတတက်ကငငယ်လေးနဲ့လိုချင်တာတနာလည်းယူလိုက်တာငငယ်လေးနဲ့ဇာမသိဘူးနော်သူဘယင်ဖြစ်လာရင်လည်းဇောတိကတထေရဲ့အိမ်ကိုလည်းယူမယ်တဲ့အိမ်ကတစ်တီအုပ်တွေတခုမှမပါအကုန်ယရနာ9မျိုးနဲ့ယရနာတွေနဲ့ကြည်တယ်နတ်ကဆောက်ပေးထားတာကိုလူဆောက်တာမဟုတ်ဘူးဇောတိကတထေရဲ့ဘုံကံကနော်သူ့ရဲ့ဒီဂုံကြီးရဲ့ကြီးကျယ်နေတဲ့ကလူတွေဆောက်လို့မရလို့နတ်ကဆောက်ပေးတာအဲ့မှာတတိုင်းကြီး9ထက်ကယရနာတွေနဲ့ကြည်တာထားတာအဲ့ဒီမှာဇောတိကတထေကိုစစ်ရင်ကအကုန်ထုတ်သုံးပြီးတော့ဇာတတက်ကဘယင်ဖြစ်တာနဲ့သွားတိုက်တာနတ်တွေကဝိုင်းတိုက်တာဇာတတက်ခွေးပြေးဝပြပြရတယ်ဇောတိကတထေကတိတောင်မသိလိုက်ဘူးစာမမှတ်တမ်းတင်ထားလို့တဲ့နတ်တွေကကူညီတာဟေးသူတို့တထေကိုလာမထိနဲ့ဆိုပြီးတော့သူကစစ်တက်ရင်က1000လောက်ပြရတယ်ဒီက3သိန်းလောက်ပြလိုက်တာဇာတတက်ပြန်ပြေးရတယ်နော်ပြန်ပြေးတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုတော့ဇောတိကတထေကအဲ့ဘယ်ရောက်လဲဖယားနန်ရောက်ဖယားစီတရားနာဇာတတက်ကဝင်ကြည့်လိုက်တော့အော်မာတထေကြီးငါသူ့အိမ်သွားတိုင်းနဲ့တော်သိတော့မသိဘူးဖယားနန်လာတရားနာအဲ့ဒါတတိကျွန်တော်ခမရစည်းစိမ်တွေသိမ်းတော့မယ်ပြည်သူအစိုးရဘာသာနဲ့သိမ်းတော့မယ်ဝွန်းလင်းပြောပါတယ်အဲ့ဒါတွေသူသိမ်းမယ်ဇောတိကတည်းကသိမ်းလို့ရပါတယ်တဲ့လောလောဆယ်သိမ်းဖို့ခဏထားလက်မှာတွေ့တတိယလက်စွပ်10ခွန်းတောင်ဝတ်ထားတယ်တချောင်းချင်းစီကိုလက်စွပ်တကွန်းစီဝတ်ထားအဲ့ဒီလက်စွပ်တွေကိုချွတ်ကြည့်ပါအောင်တဲ့ဇောတိကတည်းကဒီလက်စွပ်တွေကိုယူကြည့်ပါအောင်တဲ့ဇာတတက်ကအလွန်အားကောင်းတယ်ဒီဇာတတက်ကလည်းဇောတိကတည်းရဲ့လက်စွပ်တွေကိုဖင်ထိုင်းဆွဲတာမကျွတ်ဘူးဇောတိကတည်းကမင်းဒီလောက်လူချင်းရောဘေးကြီးလူချင်းရောဆိုလက်လေးခါပေးလိုက်တယ်10ခွန်းလုံးကျွတ်သွားဘင်းကြီးတဲ့ तू မပေးချင်ဘယ်သူမှယူလို့မရဘူးအဲ့ဒါဘာဖြစ်လို့ဆိုတော့သူ့ရဲ့ကံအဆောင်လျှောက်ထားတာတဲ့ဒါကြောင့်ဘုန်းတို့အဆောင်လျှောက်မှာလူအဆောင်လျှောက်နတ်အဆောင်လျှောက်ကံအဆောင်လျှောက်
ဥစ္စာဆိုတာကံပေးတော့ရဒါကြောင့်ကံကောင်းနေတဲ့အမြဲတမ်း routine လုပ်ထားအကောင်းဆုံးအဆောင်ရှောက်ဟာကံပဲဟုတ်လားကံသာလျင်ကိုယ်ပိုင်ဥစ္စာဒါကြောင့်ကံကောင်းနေစဉ်ကုသိုလ်ကောင်းမှုတွေပြုဒါနသီလဘာဝနာမပြင်းနဲ့တပည့်တော်တို့ကဗျာတထေးတော်လုံနိုင်တော့တပည့်တော်တို့အလိုသမားတွေကိုဝန်ထမ်းတွေဘယ်လိုလွယ်မလဲဆိုတော့ဘုံပြောဖို့ပဲတစ်ပင်လေးတွေအောင်လမ်းလျှောက်နေလေးလေးတိုင်ဤတန်ရှင်းတော်လေးနဲ့ဘုရားပူဇော်ပါ၏တစ်ပင်လေးစိမ့်ဆိုဤစိမ့်လန်းတော့တစ်ပင်လေးနဲ့ဘုရားပူဇော်ပါ၏ပန်းလေးတွေပွင့်ဤပန်းလေးတွေဘုရားပူဇော်ခူးစရာမလိုဘူးစေတနာပဲစေတနာဟံဘိက္ခွေကမ္မံဝရမိရေတော်ကတ်တာပတ်စံကုန်လားမကုန်လျက်သစ်မီလေးဖွင့်ပြီးတော့ဘုရားကတ်လိုက်တာပတ်စံကုန်လားသဘောရောက်ခြင်းဘုရားရှိခိုးပြီးဟိုတည်းမှာဘုရားရှိခိုးဒီမှာဘုရားရှိခိုးပြီးပတ်စံကုန်လားကုသိုလ်ကောင်းမှုကံကောင်းဆိုတာဉာဏ်ရှိဖို့ပဲအရေးကြီးတယ်ဉာဏ်ရှိတဲ့သူကသာမန်လူထက်ပို့ပြီးတော့ကုသိုလ်ကောင်းမှုပို့ပြီးတော့အခွင့်အရေးပို့မြင်တတ်တယ် opportunity ခေါ်တာပေါ့ဟုတ်ပြီနော်လက်တွေ့ကြတဲ့ဘဝတွေဟာပြောနော်တစ်တော်ထဲမှာကောမလေးပါလေးဝင်ရေးအောင်လေးဆိုဘုံကကြည်လိုက်တယ်တခါကျတော့ဘုံပြောတဲ့အချက်လက်တွေကိုမခိုင်မာတဲ့သဘောမျိုးဗလီပသာမင်းရရှောက်ပြောနေတဲ့သုံးဆန်းနဲ့ပြောတာအဲ့တော့ဘုံကလည်းစိတ်ဆိုးသွားမင်းဘလောက်တက်လို့တော့မင်းငါးထက်တက်ရင်ထောက်ပြလို့အဲ့လိုမျိုးလေးပြန်ပြီးတော့လို့အဲ့လူရဲ့ profile ကိုမကြည့်မိတစ်တော့ချက်ချင်းအဲ့စာကိုပြောတယ်ဒီတစ်တော့အကောင့်ပိုင်ရှင်အားတဲ့ education နဲ့ဖွင့်ထားတာပါတဲ့ educated ဖြစ်တဲ့အတွက်ဒီလိုမျိုးအမုန်းစကားတွေပြန်ပြီးမတုံ့ပြန်သင့်ပါဘူးဆိုတစ်တော့ကိုသင်ပေးတာမင်းတန်းအဲ့လိုမျိုးတုံ့ပြန်မယ်တန်းမဟုတ်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့ဖြတ်ပြီးအဲ့ဒီနေရာဘုံကသတိထားလိုက်တယ်ဒီလိုမျိုးဝေဖန်တဲ့သူတွေကိုတိုက်ဖို့မဟုတ်ဘူးလို့ဝေဖန်လဲတည်နောက် YouTube မှာဘုံဝင်ဆဲထားတာသင်္ကန်းချေဘလူကရုံညာလုံးလုံးဆဲတာမှဆုံးလို့ဆဲတာမှအဲ့လိုမျိုးတွေပြောထားတော့ဘုံကစဉ်းစားတာငါပြန်လိုက်ရင်အဲ့လူကအခုနေချင်းအိမ်မြန်နေမလားမသိဘူးလို့ကိုဖတ်တဲ့အချိန်မှာသူအိမ်နေမှာတော့တခြားရောက်ရင်အဲ့ဒီအချိန်မှာကိုကထစိတ်ဆိုးရမလားစဉ်းစားကြည့်လားဒါကြောင့်ပြောတဲ့သူကလည်းသူပြောချင်တဲ့အချိန်မြွန်းပြောသွားတာငါအခုမှတော့ပြန်ငါစိတ်ဆိုးရမှာငါအကုသို့ဖြစ်တယ်ပြောကြမလေးသေးဆိုပြီးတော့ထားလိုက်တော့ဟောပေါ်ပါသလားမင်းနဲ့မြိုင်လို့နော်ဘုံမခံကျင်တဲ့သူတွေဝင်ပြောသွားကြတယ်ကောမန့်တွေပြီးတော့မိုးတောင်များသွားတယ်ဘုံတော့ပြန်မတုံ့ပြန်တော့ဒါကြောင့်ဘုံတို့သတိထားရမယ်တခါတည်းကိုတိုက်ခိုက်လာတဲ့သူတွေကိုတုံ့ပြန်နည်းနှစ်နည်းရှိတယ်ဖះပြောတဲ့တုံ့ပြန်နည်းတခုကတီးခံပြီးတုံ့ပြန်ရမယ်ဖြည့်ရှင်းတရားမလို့တဲ့ကိစ္စဇိန်သမနာအခုလိုတရားပွဲကြီးလူစီတီရောက်တဲ့အခါဒီမှာကိုဝင်ဆောင်ကြီးတဲ့တာဝန်ယူနိုင်မဲတဲ့နော်ဒီမှာနေသိလာသိဖြစ်နေပြီတဲ့မွေးတော့မယ်ဖွားတော့မယ်နော်ပြောလိုက်တော့ဘလို့ပုဂ္ဂိုလ်ကြီးညာလို့ပုဂ္ဂိုလ်ကြီးတင်ဘလို့တာဝန်ယူမလဲဘာညာဆိုတော့ဘုရားရှင်ပြောတယ်ဇိန်သမနာနဲ့ဒီကိစ္စမင်းနဲ့ငါပဲသိတယ်နော်တဲ့ဘုရားပြောတယ်ဒါပဲသစ္စာတရားတွေဘာတွေပြောဦးနော်ဇိန်သမနာနဲ့ဒီကိစ္စမင်းနဲ့ကပဲသိတယ်ဟုတ်တယ်တဲ့တော်နဲ့ကျုပ်ပဲသိတာဟုတ်ဘာညာနဲ့ဆိုပြီးတော့နောက်တော့မနေနိုင်တော့ပြိဿတဲ့ထပြန်ပြေးတော့အဲ့ဒါမြေမြူတာပဲကိုဝင်ကအတုလေး AI နဲ့လှုပ်ထတာဟုတ်လားမြတ်စွာဘုရားရှင်အဲ့ဒီကိစ္စမှာတော့ပြိဿထဲမှာတီတီငြိမ်နဲ့တူတုံ့ပြန်လိုက်တယ်ဇိန်သမနာဒီကိစ္စမင်းနဲ့ကပဲသိတယ်ဆိုဟုတ်တယ်ဇိန်သမနာမဟုတ်ဘူးဆိုတော့ तू သိတယ်နော်ဘုရားနဲ့ရတဲ့ကိုဝင်မဟုတ်ဘူးဆိုတော့ तू သိတယ်နော်အဲ့ဒါမှ तू မခံနိုင်ဘူးထွက်ပြေးတယ်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာကိုဝင်အတူကြီးရဲ့ပြုတ်ကျသွားတယ်ဘုရားရဲ့ဘုံတကူပေါ့လေဟိုတရားမင်းရဲ့ကြွက်နဲ့ဝင်ကြိုက်တယ်မကြိုက်ဘူးဆိုတာဒါစားရပြောတာဟုတ်ချင်မှာဟုတ်မှာတို့တော့ဘုရားပြန်ပြောလို့ဇိန်သမနာဒီကိစ္စမင်းနဲ့ကပဲသိတယ်ဆိုတဲ့စကားကမိုးကြိုးသွားတဲ့ထက်တယ်အဲ့ဒါကြောင့်ဇိန်သမနာထွက်ပြေးရနောက်တော့မြေမြူတာပဲခုမြေမြူတဲ့ကံရှိအဲ့ဒါဆိုတော့ဘုန်းဘုန်းတို့ဒီမှာနတ္တိလောကေအနေတိတောတဲ့လောကမှာအကဲ့ရဲ့လို့တဲ့သူတယောက်မှမရှိဘူးလို့ပြောတယ်လူကပိုးပြီးတော့အကဲ့ရဲ့ခံရတယ်ဆိုတာပိုးပြီးအင်အားကြီးလာလို့ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးတဲ့တောကကင်းဝေးနေနိုင်ရေးအဲ့လေးဖတ်ကြည့်နော်လူကနဲ့စာအောင်ညွှန်းလို့အဲ့ဒါမှလည်းပါတယ်ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးတဲ့သူကလူပုတ်လူတေလူပေလူညံ့လူဖြင်းကိုဘယ်သူကမှဝေဖန်တိုက်ခိုက်နေမှာမဟုတ်သူကပေးတေသုတ်ပြတ်နေပြီလေအဲ့ဒီလူကိုသွားဝေဖန်နေလို့ဘာကြိုးများမလဲကိုကတန်းတစ်ခုရောက်သွားပြီတော့ဝေဖန်မှုတန်းနေခံရတော့မယ်တန်းပိုမြင့်ရင်ပိုခံရမယ်တန်းအမြင့်ဆုံးရောက်ရင်ခံရဆုံးပဲဘုရားကအခမ်းအဆုံးပဲဒါကြောင့်ဘုန်းတို့ဒါလေးတွေကိုသတိထားအောင်အဲ့လိုမျိုးထိန်ချောင်းနိုင်မှုအတွက်ကလျာဏမိတ်တာလို့တယ်ဟုတ်ပြီနော်